chero carriage in one နဲ့ carriage out အကြောင်းပြောပြမယ် carriage in one ရဲ့အဓိပ္ပာယ်ကဘာလဲ carriage in what ကုန်ဝယ်တဲ့ခကုန်ဝယ်တဲ့ခဆိုဘယ်သူနဲ့ပေါင်းတာလဲအဲ့ဒါဘယ်လိုဆက်လဲကုန်ဝယ်တဲ့ခဆိုတော့ purchase နဲ့ဟုတ်ပါတယ်ကလေးတို့နောက်တစ်ခုကတော့ carriage outward carriage outward ဆိုတာကုန်ရောင်းတဲ့ကကုန်ရောင်းတဲ့ကဆိုတို့တွေကရောင်းချင်လွန်းလို့တဲ့ပြီးတော့ customer ရှိကိုပို့ပေးတာဆိုတော့ဘာဖြစ်မလဲ expand ဖြစ်တာသိလားရောင်းချင်တဲ့အတွက်ကြောင့်မလို့တို့က customer အိမ်အထိကိုကျတို့က deli နဲ့ပို့ပေးတာကွာသိလားအဲ့ဒီ deli ကကို customer ဘက်ကခံစရာမလိုတော့ဘူးတို့တွေကနေပြီးတော့မှကိုယ့်ဘက်ကနေပြီးတော့ခံပေးလိုက်တာဆိုတော့သူကနေပြောမယ်ဆို selling expand ပုံစံဖြစ်သွားတယ်သိလား selling expand ပုံစံဖြစ်သွားပြီးတော့ carriage in work ကကျတော့ဘယ်သူနဲ့ပေါင်းတာလဲ purchase နဲ့ပေါင်းတာဆိုတော့ तू က cost of sale ထဲမှာပါသွားတဲ့သဘောဖြစ်ပါတယ်ဟုတ်ပြီနော်ရပါပြီကျေးဇူးတင်ပါတယ်